ထမင်းစားပြီးငိုက်တာအန်တရဲ့အချက်ပေးတယ်လားထမင်းစားပြီးငိုက်တာကိုပေါ့မတွေးပါနဲ့ဒါတင်မင်းရဲ့တတိပိချက်ဖြစ်နိုင်ပါတယ်ခမည်းထမင်းစားပြီးတိုင်းညခွန်လေးခဲဆွဲထားသလိုလင်းလည်နာပြီလားဘာမှလုံးလို့မရအောင်ငိုက်နေပြီလားလူတိုင်းဖြစ်တာပဲဆိုပြီးလိလူရှုနေရင်တော့ခမည်းအသက်ကိုခိုးရန်တူအောင်လုပ်နေရပါဘာချောင်းလဲတီလာခမည်းအဝစားလိုက်တဲ့အခါအစာချစ်စနစ်ကအလုံးလို့ဖို့သွေးတွေကိုအကုန်ဆွဲယူလိုက်လို့အုံနောက်စီသွေးရောက်တာနဲသွားတာပါဒါကဖုတ်ကိုမာလို့ခေါ်တဲ့ပုံမှန်အဆင့်ပါဒါပေမဲ့ခမည်းအငြင်းတဲ့နိုင်တယ်ရဆိုရင်တော့ဒါဟာတာမယ်မဟုတ်တော့ပဲသင်ခန္ဓာကိုယ်က insulin system သွေးကြောထိန်းစနစ်ပျက်စီးနေပြီဆိုတဲ့အရေးပေါ်အချက်ပေးတယ်မှာအတန်တဲ့နူသက်သမားဆိုင်းလိုက်ခီလာခမည်းရဲ့သွေးကြောထဲမှာတကြားတဲ့တွေအစမတန်များနေပြီးအုံနောက်ကို shut down ချပလိုက်တာပါဒါကိုမပြင်းရင်စီချိုယောကအသက်စီပုံးတာနဲ့နှင်းသွေးကြောပိတ်တာတွေခမည်းစီကိုအချိန်မရွေးမဖိတ်ခေါ်ပဲရောက်လာပါလိမ့်မယ်ထမင်းစားပြီးငိုက်တာဟာအတန်တဲ့နူသက်သမားရဲ့ပထမဆုံးခြေလှမ်းပဲဖြစ်ပါတယ်အနည်းနဲ့ငိုက်နေဘာဖြစ်မလဲဒီတိုင်းနာဆက်သွားရင်ခမည်းရဲ့မှတ်ဉာဏ်တွေလျော့လာလိမ့်မယ်ကြောက်ကနှလုံးနဲ့ဥနောက်ဆဲရီတဖြည်းဖြည်းပျက်စီးထိခိုက်လာမယ်နောက်ဆုံးမှာတော့ကိုတချမ်းတည်းရဲ့အထိဖြစ်လာနိုင်ပါတယ်ဒါဟာခမည်းကိုချုံနဲ့နေတာမဟုတ်ဘူးတတိပေးနေတာပါအသက်ရှင်ခြင်းရင်အခုပဲဓာတ်တွေလုပ်ပါဒါကိုဖြည့်ရှင်းဖို့လွယ်ပါတယ်တစ်ထမင်းကာဗွန်ဟိုက်ဒရိတ်ကိုလျှော့စားပါထမင်းကိုဖိုက်ကောင်းအောင်မစားပါနဲ့နှစ်အသားနဲ့အသီးရွက်ကိုအရင်စားပါအမြင်သက်ပါတဲ့အသီးရွက်တွေကိုအရင်စားပြီးမှထမင်းကိုနောက်ဆုံးမှစားပါသုံးစားပြီးရင်7မိနစ်လမ်းလျှောက်ပါအေးကြီးဆုံးကစားပြီးပြီးစင်အိပ်ရပုံမလဲပါနဲ့7မိနစ်လောက်လမ်းလျှောက်ပြီးတာကတင့်ရဲ့အဖို့တန်တဲ့အသက်ကိုကယ်တင်နိုင်ပါတယ်ခမည်းတငယ်ချင်းတွေထဲမှာဘသူအငိုင်ဆုံးလဲခမည်းတငယ်ချင်းတွေထဲမှာထမင်းစားပြီးရင်အမြဲငိုက်တဲ့သူဘသူရှိလဲသူတို့ကိုအခုပဲ share ပြီးတတိပြလိုက်ပါသူတို့အသက်ကိုကယ်ဖို့ကတင်းတဲ့ထဲမှာပဲရှိပါတယ်ခမည်းရောအခုထမင်းစားပြီးခိုင်းနေတာလား comment မှာပြောပေးပါဦးနောက်ထပ်ဒီလူကျမကြီးဘူးတူတာလေးတွေသိချင်ရင်ကျွန်တော်ကို follow လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်